ရက်ဒေတာမှာဝက်သားလွှမ်းနေတယ်ဆိုလို့ရှိရင်ကလအုပ်သားကိုစားကြည့်နော်သူကအစီတစ်ထက်အသားတစ်ထက်နဲ့မသိရင်ဝက်သားစားနေရတယ်လို့ပဲဒီနေ့တော့အာရက်လူမျိုးတွေစားနေကြဖြစ်တဲ့ကာဘူလီကိုကလအုပ်သားနဲ့ချက်ထားတာလေးလာပြပေးတာပါရှင်ပထမအဆုံးအနေနဲ့အမွှေးကြိုင်နေထည့်ပြီးတော့ကလအုပ်သားကိုရေတရေခမ်းသွားအောင်ပြုတ်လိုက်ပါမယ်ပြီးရင်တော့ကိုအသုံးပြုမဲ့ချက်သွန်အဖြူနီအာလူခါချက်ဥတို့ကိုအစင်သင့်ဖြစ်အောင်ပြင်ထားလိုက်ပါမယ်ရှင်ချက်သွန်ဖြူမြုပ်သီးစိမ်းလေးညင်းနဲ့ဖာလာတို့ကိုလည်းညှက်နေအောင်ထောင်းထားပေးလိုက်ပါမယ်တရေခမ်းအောင်ပြုတ်ထားတဲ့ကလအုပ်သားတွေကိုချက်ဖို့စတင်ပြင်ဆင်ပါမယ်ရှင်ရတာအနေနဲ့ကတော့စနွင်းမုံအယောင်တင်မုံငရုတ်ကောင်းဂျင်းမုံတစ်ချဘိုးကောင်းနဲ့ငါးမျိုးဆက်မစလာကိုသုံးပါတယ်စားလဲထည့်ပါတယ်စားထည့်တာမရိုက်လိုက်ရလို့ပေါ့နော်အရေးတစ်ခါခန်းသွားပြီးလိုက်မှရေကိုအများကြီးထည့်လိုက်တာမဟုတ်ဘဲနဲ့နည်းနည်းစီပဲထည့်ချက်ပါမယ်အဲ့လိုမှသာအနှစ်လဲကြပြီးတော့အသားကလည်းနူးဤပြီးပိုစားကောင်းမှာဖြစ်ပါတယ်ဟင်းအိုးတည်ထားတဲ့အချိန်မှာပဲကာဘူလီနဲ့တွဲစားဖို့အတွက်ဆလတ်လဲလုပ်ပါတယ်မိဖို့ကြောင့်လှုပ်ဆိုတာကလေမလှုပ်တတ်လို့ရှိရင်အလုပ်တွေကအများကြီးပုံသွားတတ်တယ်ပေါ့နော်ဟင်းတအိုးထမင်းတအိုးချက်ဖို့အတွက်ထိုင်ဆောင်နေရမျိုးမဟုတ်ဘဲနဲ့ဟင်းအိုးထမင်းအိုးတည်ထားတော့မှတခြားလုပ်လို့ရတဲ့အလုပ်မှန်သမျှလုပ်ထားမှသာအလုပ်ကစီတာပေါ့နော်အသားတွေနူးဤလာပြီဆိုရင်ရေစိမ်ထားတဲ့ဆန်ကိုထည့်ပြီးချက်လို့ရပါပြီကာဘူလီကလေအသားဟင်းတွေနဲ့ထမင်းတွေနဲ့ရောချက်ရတာမို့လို့ခမ်းမသိလို့ရေများလို့ရှိရင်ထမင်းကပျော့သွားနိုင်ပါတယ်ရေကိုချိန်ဆပြီးထည့်ပါရှင်နောက်လိုအပ်မှသာရေနွေးလေးနည်းဆွက်ပြီးထည့်ပေးပေါ့နော်ကျမကတော့၄နှစ်တာ experience ဖြစ်သွားပြီဆိုတော့အဲ့လိုမျိုးချိန်ထည့်စရာမလိုတော့ပါဘူးဝေါ်ဆိုပြစ်ထည့်လိုက်တာပဲ